ဆက်ဆုံးကပေါ့နော်ကျွန်တော်ပြောသလိုပေါ့နော်ဒီအများကြီးသိချင်ကြတယ်နှာခေါင်းခွဲစိတ်မလို့တော်တော်များကိုယုံကြည်မှုမရှိကြဘူးဘာဘူးဖြစ်နေတဲ့သူတွေပေါ့နော်တော်များကခွဲစိတ်ချင်တယ်ဒါပေမဲ့ကြောက်ကြတာလည်းရှိကြတယ်ပေါ့နော်အဲ့ဒီတော့ကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုကိုဆုံးကြည့်ပါကျွန်တော်အကြံပြုချင်တယ်ပေါ့နော်နှာခေါင်းခွဲစိတ်တာတွေကကလေးကျတော့ပေါ့နော်သူက3မျိုး3စားရှိတယ်ကိုယ့်ရဲ့နံယိုနဲ့လောက်တာရှိမယ်ဒီနာယိုအနောက်ကအယိုးနုနဲ့ပေါ့နော်လောက်တာရှိမယ်နောက်တစ်ခုကကလေးကြတော့ပေါ့နော်တော်တော်များလောက်နေကြတယ်ဈေးလဲအတင်ရှိမယ်ပေါ့နော်တော်တော်များလောက်ကြတယ်စီလီကွန်စီလီကွန်နဲ့လောက်တာရှိမယ်အလုံးပေါင်း3မျိုးရှိမယ်ပေါ့နော်ခွဲစိတ်မှုကဘာဖြစ်လို့ဆိုတချို့တွေကနှာခေါင်းခွဲစိတ်တယ်ဆိုရင်ပေါ့နော်ချွတ်တွေကနှာတန်ဒီနှာတန်အလုံးကြီးတာနဲ့ဘေးကားတာနဲ့မတိကြဘူးချွတ်တွေကနှာတန်ပြားတယ်ဆိုရင်ပေါ့နော်နှာတန်ကဘေးညှက်လိုက်တယ်ဆိုရင်ပေါ့နော်ကြည်ကောင်းသွားပြီးမထင်နဲ့နော်နှာတန်ဘေးနှာအိုးဘေးပုံဘေးကိုညှက်လိုက်လို့ပေါ့နော်အရန်ကြီးကြည်ကောင်းတဲ့ထဲမပါတော့ဘူးဘာဖြစ်လို့လဲဆိုရင်ပေါ့နော်နှာခေါင်းတွေရဲ့အနေထားကလေးကြောင့်ချွတ်တွေကနှာတန်အလုံးကြီးတာရှိတယ်နှာအိုးဘေးကားတာရှိတယ်တချို့တွေကနှာတန်ကလှပြီးတော့နှာအိုးဘေးကားတာပဲရှိတယ်အဲ့လိုမျိုးတွေရှိကြတယ်ပေါ့နော်အမျိုးရှိကြတယ်တကယ်မို့ပေါ့နော်နှာတန်ပြားတယ်နှာလုံးကြီးတယ်နှာအိုးကတီးလေးပဲဆိုရင်ပေါ့နော်အဲ့ဒါနှာအိုးဘေးကားတာမဟုတ်ဘူးနှာတန်အလုံးကြီးတာနှာတန်အလုံးကြီးတာဆိုရင်ပေါ့နော်အစားထိုးမှခွဲစိတ်ပြီးအစားထိုးမှပေါ့နော်နှာခေါင်းကကြီးလို့လှတယ်ဒီနှာအိုးဘေးညှက်လိုက်တာတို့ဘာတို့ပေါ့နော်လုံမယ်ဆိုရင်ပေါ့နော်အမှားကြီးမှားသွားမယ်ချွတ်တွေကနှာတန်ကလှတယ်နှာတန်ဖုံပေါ်တယ်ဒါပေမဲ့နှာအိုးနှာနရွက်ကြီးတာနှာနရွက်ကြီးတာတို့ဘာတို့ဆိုရင်ပေါ့နော်နှာနရွက်ကိုဘေးနားနေနည်းနည်းလေးညှက်လိုက်တယ်ဆိုရင်ပေါ့နော်ကြည်ကောင်းသွားတာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ကြောင့်မို့ဒီသစောကပြောသလိုနာယိုးနုနဲ့လောက်တာကလေးကြတော့ပေါ့နော်ချွတ်တွေကအရန်တိချင်ကြတယ်ဒီနာယိုးနုနဲ့လောက်တာကပေါ့နော်သူကကလေးကြတော့ဈေးနှုန်းကတသိန်း2000ကျော်လောက်မှတက်ရှိမယ်သူကလေးကြတော့ပေါ့နော်2သိန်းကျော်လေးမှရှိမယ်ဒီနံယိုးကလေးကြတော့2သိန်းကျော်မှရှိမယ်ဒီစီလီကွန်တွေဘာတွေကကလေးကြတော့ပေါ့နော်1000ခွဲ2000အဲ့လိုမျိုးပေါ့နော်စီးရုံစီးအလားပါစီကန်တစ်ခုနဲ့ဈေးနှုန်းချင်းမတူကြဘူးပေါ့နော်စီကွန်အတုံးပြူတာတွေစီးသူ့ရဲ့ဈေးနှုန်းတွေဘာတွေပေါ့နော်မတူကြဘူးသူတွေရဲ့စီကန်မှာဆိုရင်တော့ပေါ့နော်1000ခွဲကျော်2000နီးပါးပေါ့နော်အဲ့ဒီဘတ်ချလဲမှာပဲရှိမယ်စီလီကွန်ကpromotion စီလီကွန်ရှိမယ်အလယ်လက်စားရှိမယ်အကောင်စားရှိမယ်ဒါပေမဲ့သူတွေရဲ့ဖောက်တဲ့တွေဆိုရင်ပေါ့နော်သူတွေကိုယုံကြည်စိတ်ချလို့ရတယ်သူတွေကတော့ဘယ်ဟာအကောင်ဆုံးဆိုတာလဲပေါ့နော်အကောင်ဆုံးကိုပဲပေးသုံးတာများတယ်ကိုယ့်ကိုသူရိန်နဲ့လောက်တဲ့တူတိုင်းဆိုရင်ပေါ့နော်တော်များတိကြတယ်ကိုသူရိန်လောက်ပေးတာအကောင်ဆုံးလောက်ပေးတာကြီးပဲပေါ့နော်တော်များကြည်ကောင်းသွားတဲ့အဲမှာအများကြီးအဆင်ပြေသွားကြတယ်အများကြီးပေါ့နော်ကျေးဇူးတင်ပါတယ်